ဒီဗီဒီယိုကတော့ Club Friday Show အစီအစဉ်မှာနာမည်ကြီး Girl Love GL စုံတွဲဖြစ်တဲ့ Look Me နဲ့ဆိုညာတို့ရဲ့အင်တာဗျူးဖြစ်ပါတယ်။သူတို့ရဲ့အမှုပညာခီးလန်းနဲ့အောင်မြင်မှုနောက်ွယ်ကအကြောင်းအရာတွေကိုအဓိကထားဆွေးနွေးထားတာပါ။သူတို့နှစ်ဦးဟာထိုင်းရိုးရာဂီတဖျော်ဖြေပွဲတွေမိုလမ်နဲ့လီကေးမှာတွားရောက်ကပြရင်လူမှုကွန်ရက်မှာနာမည်ကြီး viral ဖြစ်ခဲ့ပါတယ်။ဒါဟာသူတို့ရဲ့ series အသစ် Hometown Romance ကိုလူမျိုးဘာသာမရွေးအသက်အရွယ်မရွေးသိရှိအောင်လှုပ်ဆောင်ခဲ့တဲ့နီလန်းသစ်တစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ဖျော်ဖြေမှုကြောင့်တရုတ်နဲ့အနောက်နိုင်ငံကပြည်သက်တွေပါထိုင်းရိုးရာလီကေးကပြမှုကိုစိတ်ဝင်စားလာကြပါတယ်။နိုင်ငံခြားပြည်သက်တွေကထိုင်းရိုးရာအတိုင်းပန်းကုန်းစွတ်တာလက်ဆောင်ပေးတာတွေကိုပါလိုက်လံလှုပ်ဆောင်လာကြပါတယ်။စင်ပေါ်မှာကပြတဲ့အခါပြည်သက်တွေစီကနေထူးထူးခြားခြားလက်ဆောင်တွေရရှိခဲ့ပါတယ်။ Look Me ကအသားကင်တီအိုမူကာတာပန်ရရှိခဲ့ပြီးဆိုညာကတော့တင်ဘောတီထောင်းစုံနဲ့ငရုတ်စုံလက်ဆောင်ရခဲ့ပါတယ်။ Look Me ဟာအမှုပညာလောကထဲမဝင်ခင်ကလီကော်ဒွန်ဘလူးဒူးစင်မှာကျောင်းပြီးထားတဲ့စားဖို့မှု chef တူဖြစ်ပါတယ်။အစပိုင်းမှာအမှုပညာအလုပ်ကိုစိတ်မဝင်စားခဲ့တယ်လို့လူရှိထွက်ရမှာကိုလည်းအရန်ရှက်တတ်သူဖြစ်ပါတယ်။ဆိုညာကတော့အသက်9နှစ်ကလေးကအမှုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့တာပါ။အခုလိုအောင်မြင်မှုမရခင်မှာတလကိုအလုပ်ပေါင်း30လောက်အထိလူတွေးစစ်စီမှုတွေဖြစ်ဆိုရင်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။ဆိုညာရဲ့မိသားစုဟာငွေကြီးကြီးအခက်ခဲရှိနေချိန်မှာအခုအလုပ်ဟာနောက်ဆုံးအခွင့်အရေးဆိုပြီးသူမရဲ့အမိကတွန်းအားပေးခဲ့တာဖြစ်ပါတယ်။ဒီအလုပ်သာအဆင်မပြေရင်တခြားအလုပ်တစ်ခုခုရှာဖို့အထိစဉ်းစားခဲ့ကြတာပါ။အတူချုပ်ပြောရရင်ဒီဗီဒီယိုဟာသူတို့နှစ်ဦးရဲ့ခိုင်မာတဲ့ရင်းနှီးမှုနဲ့လက်ရှိအောင်မြင်နေတဲ့ GL စုံတွဲတွေဖြစ်လာဖို့ဘလောက်တောင်စူးစမ်းခဲ့ရတယ်ဆိုတာကိုဖော်ပြနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပြီးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။